လာပါခေါင်းစဉ်လေးကတော့တစ်ခါပဲမောင်းခံပါပေါ့နော်တစ်ခါပဲမောင်းခံပါနှစ်ခါမမောင်းခံပါနဲ့နော်ဘယ်လိုရမလဲတချို့တငယ်ချင်းတွေမှာပေါ့နော်တချို့တငယ်ချင်းတွေမှာကိုယ်အတွက်မကောင်းဘူးဆိုရင်ပေါ့နော်ကိုယ်အတွက်မကောင်းဘူးဆိုရင်အဲ့ဒီတငယ်ချင်းကိုပေါ့နော်အဲ့ဒီတငယ်ချင်းကိုမပေါင်းတာကောင်းတယ်မပေါင်းတာကောင်းတယ်နော်ဘယ်လိုပြောရမလဲမောင်းချင်လဲပေါ့နော်တစ်ခါပဲမောင်းရမှာပေါ့နော်တစ်ခါပဲမောင်းခံရမှာပေါ့နော်အဲ့ဒါကြောင့်တစ်ခါပဲမောင်းခံရမယ်နော်တန်ဖိုးရှိတဲ့အချိန်တွေကိုပေါ့နော်တန်ဖိုးရှိတဲ့အချိန်တွေကိုမကောင်းတဲ့တငယ်ချင်းတွေအပေါ်မှာလည်းမပေးပါနဲ့တဲ့နော်အဲ့လိုမျိုးပေါ့နော်အချိန်အားတန်ဖိုးရှိတယ်အဲ့ဒါကိုမိတ်ဆွေတို့မှတ်ထားနော်တငယ်ချင်းပေါင်းတင်တဲ့နေရာမှာမကောင်းတဲ့တငယ်ချင်းကိုအချိန်ကုန်ခံပြီးတော့ပေါင်းတင်မလို့ရဘူးโอเค